မင်းညတော့များပြားလာတဲ့အဝတ်တွေကိုတပုံကြီးထိုင်ခေါက်နေရင်လည်းအတွေးအစလေးတစ်ခုရသွားတဲ့အတွက်ကြောင့်မို့လို့ဒီနေ့ဗီဒီယိုလေးကိုပြင်ဆင်လိုက်ရခြင်းဖြစ်တယ်လို့ပြောရင်လည်းမှန်တယ်ဆိုတော့မကြည့်ရတဲ့မင်းရဲ့မမေတွေအားလုံးနဲ့ followers တွေအားလုံးညီမလေးအမတွေကျမပြောရှင်တဲ့အချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်တော်ရုံတန်ရုံတော့ဒီလိုမျိုးကိုပစ္စည်းပစ္စယတွေကိုတန်ရှင်းလုပ်တယ်ဆိုတာအချိန်ကြီးအတွက်တော်တော်နည်းမင်းညတော့ခုနကပြောခဲ့သလိုပဲမင်းရဲ့အဝတ်ဗီဒီယိုယူမေတန်ရှင်းလုပ်ရင်းနေပေါ့နော်တကယ်ကိုမလိုအပ်တဲ့အဝတ်အစားတွေအများကြီးကိုမေထုတ်လိုက်တယ်ပေါ့နော်ထုတ်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီတန်ရှင်းရေးလုပ်တဲ့ကြာချိန်ကြီးအချိန်တစ်ခုပေးလိုက်ပြီးတဲ့အခါမှာအဲ့ဒီအဝတ်ဗီဒီယိုကတော်တော်ကိုစီစီကြနာနာနဲ့တန်ရှင်းတက်ရက်သွားတယ်နောက်ဆက်တွဲလေးဘာစဉ်းစားမိလဲဆိုတော့ဒါငါအစ်ထက်ဝယ်မယ်ဆိုရင်လည်းထည့်မယ်ဆိုရင်ဆင်သင့်မယ်ဆိုတော့ဒီစိတ်ခံစားချက်နဲ့အတွေးလေးတစ်ခုကိုမေကမင်းရဲ့ချီရတဲ့ followers တွေကိုဒီစာဖတ်ပြရင်းနဲ့ပြောပြမယ်ဆိုတော့အတွေးလေးကြောင့်မို့လို့ဒီဗီဒီယိုလေးကိုပြင်လိုက်ရခြင်းဖြစ်တယ်ဆိုတော့နေ့စဉ်ဘဝမှာများပြားလာတဲ့ပစ္စည်းတွေကိုတောင်မှမိတို့တွေစနစ်တကျစီစီတန်ရှင်းရေးလုပ်ကြရတယ်မိဒီနေ့မနေ့လဲပေါ့နော်အိမ်မှာတန်ရှင်းရေးလုပ်တယ်မလိုတာတွေကိုလွတ်ပစ်တယ်ဆိုတော့ဒီလိုမျိုးတွေပစ္စည်းတွေကိုတောင်မှမကြာခဏတန်ရှင်းရေးလုပ်ပြရတဲ့အခါမှာဘာကိုတွေးလိုက်မိလဲဆိုတော့ဒါဆိုရင်မိတို့ရဲ့စိတ်တွေကိုရောစိတ်ကလေးရှင်းနေမှရမယ်ဆိုတဲ့မိအမြဲတမ်းပြောနေကြစကားတစ်ခုလို့ရောမိရဲ့ချစ်ရတဲ့မိမိနဲ့ followers တွေရှင်းလင်းပေးဖို့အချိန်ပေးပြကြပါသလားအင်မတန်မှအရေးကြီးပါတယ်ဆိုတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာရှင်းနေမှနေ့စဉ်ဘဝမှာပျော်ရွှင်ရမယ်စိုးရိမ်ကြောက်ကြပူပန်မှုတွေနည်းမယ်ဒါဆိုရင်ဘလို့ relationship မှာပဲဖြစ်ဖြစ်ကိုနဲ့ကိုမျိုးသားရဲ့ဆက်ဆံရေးကိုနဲ့ကိုချစ်ရတဲ့သူရဲ့ဆက်ဆံရေးကိုနဲ့ကိုသားသမီးရဲ့ဆက်ဆံရေးကိုနဲ့ကိုမိဘရဲ့ဆက်ဆံရေးကိုနဲ့ကိုလုပ်ငန်းခွင်ရဲ့ဆက်ဆံရေးဒီဆက်ဆံရေးတွေအားလုံးမှာလေဒီစိတ်ကလေးရှင်းပြီးတန့်ရှင်းတရက်ပြီးအစီအီဖြစ်နေမှမင်းတို့ဘလို့ကိစ္စမျိုးကိုပဲလုပ်အဆင်ပြေအောင်မြင်မယ်ဆိုတာလေအသေးချာပဲဖြစ်တယ်ဆိုတော့ဒီနေ့စာဖတ်ပြခြင်းနဲ့စာအုပ်လေးနဲ့အကြောင်းအရာလေးကတောကနဲ့ဝေးရစီဆိုတဲ့စာအုပ်လေးတွေကစာရေးဆရာမလွန်ထတာစိတ်တက်ကတူရေးသားထားတဲ့အသေးမွားလေးတွေကိုခေါင်းထဲကရှင်းထုတ်ပြပါဆိုတဲ့စာပိုက်လေးကိုချစ်ခင်ရင်းကြီးစွာဖတ်ပြခြင်းပါတယ်ဒီစာပိုက်လေးကိုဖတ်ပြရင်းနဲ့ကိုယ့်ရဲ့တနေ့တာကိုယ့်ရဲ့နေ့ရက်ဒီမှာသုံးသက်ဆင်ခြင်စရာတွေဟာဘာတွေများဖြစ်မလဲဘာတွေများပြုပြင်မှုလိုမလဲဆိုတာကိုအတူတူလိုက်တွေ့ဖို့အတွက်မင်းနဲ့အတူတူစာဖတ်လိုက်ကြရအောင်ရှင်စိတ်ဆိုတဲ့အရာကအိတ်ကလေးတစ်လုံးလိုပါပဲကိုတွေးသမျှအတွေးစားမှန်သမျှဟာအိတ်ထဲမှာစုပြုံလုံးထွေးပြီးနေရာယူဖြည့်ဆည်းတတ်ကြပါတယ်အလိုမကြတာတွေစိတ်တိုင်းမကြတာတွေမကြည်နဲ့တာတွေမြူစုတာတွေစသဖြင့်ရှိသမျှအသေးမွားလေးတွေစုပြုံထိုးသိမ့်ထည့်ထားမိရင်ကျမတို့စိတ်တွေဟာရှုပ်ထွေးလေးလံလို့လာပါတယ်စိတ်ဆိုတဲ့အိတ်ကလေးကသူ့ထဲကိုထည့်လာသမျှကြီးငယ်မရွေးအကုန်လုံးကိုလက်ခံနိုင်စွမ်းရှိတာကိုအရေးမကြီးတဲ့အကြောင်းအရာတွေမလိုအပ်တဲ့အတွေးတွေအဖြစ်အပျက်တွေလူတွေစသဖြင့်ရှိသမျှဟူတာထည့်နေရရင်အိတ်ကလေးဟာမဆန့်မပြဲပေါက်ကွဲထွက်ဖို့ပဲရှိပါတယ်။ဆီယာမရေးထားတဲ့ဒီစာပိုက်ကြီးအပြီးမှာနေနေ့စဉ်ဘဝမှာဖြစ်လေဖြစ်တာရှိတဲ့အရာလေးတစ်ခုကိုလေ highlight လုပ်ပြခြင်းနေပေါ့နော်။တခါတလေများဒီကိုယ့်ရဲ့ appointment တွေအများကြီးဆက်လို့ဒီအိမ်မှာပေါ့နော်မိရဲ့စာတင်ခန်းထဲမှာရှိတဲ့ဆီယာမတွေနဲ့မိအချိန်ပိုင်းလောက်ထားခဲ့ရတဲ့နေ့တွေမှာဆိုရင်ပြန်လာရင်မိဆီယာမတွေမိအိမ်ကမိထားခဲ့ရတဲ့ညီမလေးတွေကမိကိုပြောစရာစကားတွေသူတို့အများကြီးရှိကြရင်လည်းစောင့်နေကြတယ်အဲ့ကောင်မှာဆိုမိကအမြဲတမ်းသူတို့ဘာပြောလေးရှိလဲဆိုတော့ဒီချက်အရေးအကြီးဆုံးကိုအရင်ပြောဒီချက်တို့ဖြည့်ရှင်းထားပြီးသားဖြည့်ရှင်းနိုင်ပြီးသားကိစ္စတွေကိုမပြောနဲ့အရေးအကြီးဆုံးလို့ထင်တဲ့ကိစ္စကိုအရင်ပြောဆိုတော့ဘာလို့လဲဆိုတော့စိတ်ထဲမှာလိုသလောက်ပဲထည့်ပြီးတော့လိုသလောက်ပဲမိ energy ကိုသုံးခြင်းလို့ဆိုတော့ဆီယာမကဒီပုံစံလေးကိုရေးသားထားတာဖြစ်ပါတယ်အတွေးတွေကိုလည်းသတိထားပြီးစောင့်ကြည့်ပါတယ်လူတစ်ယောက်ကိုအမြင်ကပ်နေတယ်ဆိုပါစို့သူ့အကြောင်းတွေးမိတာနဲ့ကိုယ်စိတ်ကစပြီးရှုပ်လာပြီမကြည်နဲ့တဲ့စိတ်မနှမျိုးတဲ့စိတ်ရခုံးတွေပါရှုပ်လာရောသူဘာလို့ဘာပြောအမြင်မကြည်တဲ့အတွေးတွေကလည်းနေရာယူထားတယ်စိတ်ဆိုတဲ့အိတ်ကလေးထဲမှာသူ့ကိုအလေးခံပြီးနေရာပေးထားရပြီဘာကြိုးမှလည်းမရှိဘူးသူ့အကြောင်းတွေးမဲ့နေရာမှာကိုယ့်အတွက်အကျိုးရှိမဲ့အတွေးလေးတစ်ခုလောက်ပြောင်းထွေးလိုက်ရင်ပုံမကောင်းဘူးလားအတွေးချင်းအစားထိုးလဲလေလိုက်တာမျိုးပေါ့သူများအကြောင်းတွေးမဲ့စာကိုဘွားတိုးတက်ကြောင်းအတွေးတစ်ခုကိုပြောင်းပြီးတော့တွေးကြည့်လိုက်ပါတယ်ဒါဟာလွယ်တော့မလွယ်ဘူးဘာလို့ရှိလဲဆိုတော့ကိုယ်စိတ်ကိုမပျော်ရွှင်စေမဲ့အရာကိုတွေးမိတဲ့အခါမှာမင်းတို့ဘာလုပ်လို့ရလဲဆိုတော့ပျော်မဲ့အရာကိုပြန်တွေးအလုပ်ကိုမတွေးနိုင်သေးတော့မှပျော်မဲ့အရာလေးကိုတွေးဘာစားချင်တာဘယ်သွားချင်တာဘာလေးတို့လုပ်ချင်တာအဲ့ကြရင်တော့ဘယ်လိုလုပ်လဲဒါမျိုးလေးတွေပြောင်းပြီးတော့တွေးတော့ကြည့်ပါ
တချို့အတွေ့အကြုံတကယ်ကိုအရေးမကြီးတဲ့အသေးမွားတွေပါတဲ့ဖြစ်မလာသေးတဲ့ကိစ္စကိုကြိုတင်ပြီးပုံမှန်တာမျိုးအင်တာနက်မှာတွေးလိုက်တဲ့အကြောင်းအရာကိုတစ်ခုခုတွေးလိုက်တာနဲ့မိဘတွေတယောက်ယောက်ကိုလမ်းပြီးစိုးရိမ်စိတ်ဖြစ်ပလိုက်တာမျိုးဘသူကတော့ကို့မကောင်းကြောင်းနေပြောနေမှာပဲဆိုပြီးတော့ရှုပ်ထွေးလေးလံမိတာမျိုးသိမှန်တာပေါ့ပရိထားမိတာနဲ့စိတ်ကိုရှင်းထုတ်တဲ့လေ့ကျင့်ခန်းတေချာပေါက်လုပ်ပါတယ်စိတ်ဆိုတဲ့အိတ်ကလေးကိုတန်ရှင်းလုပ်တဲ့သဘောပါပဲစိတ်ထဲမှာထည့်ထားသမျှအတွေးတွေကိုရှင်းထုတ်ပြလိုက်တဲ့အခါမှာတန်ရှင်းကြည်လေးပေါ်ပါလာပါလိမ့်မယ်အထူးသဖြင့်တောကဖြစ်စီမဲ့အတွေးတွေကိုစိတ်ထဲမှာမထားပါနဲ့လက်မခံပါနဲ့ဝင်လာခဲ့ရင်လည်းပြန်ထုတ်ပြပါအရေးမကြီးတဲ့အရာတွေကိုမထင်းနဲ့ကြည်လင်ပေါ်ပါတဲ့စိတ်ကူးကောင်းတွေအတွေးကောင်းတွေပျော်ရွှင်စိတ်ချမ်းသာစရာတွေကိုတွေးကြည့်ပါစိတ်ကလေးကြည်လင်တန်တန်ပြည့်ပြည့်ရှင်းလင်းနေအောင်ထားကြည့်မယ်ဆိုရင်တောကနဲ့ဝေးရာစီမှာရှိတဲ့ဘဝကိုနေထိုင်နိုင်ခြင်းပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နေ့စဉ်ဘဝမှာမိရဲ့ဗီဒီယိုလေးကိုနားထောင်နေကြတဲ့တူတယောက်ချင်းစီတိုင်းလေးကိုခန်းလေးကိုတန်ရှင်းရေးလုပ်တယ်လို့ကိုအဝတ်ဗီဒီယိုလေးကိုတန်ရှင်းရေးလုပ်တယ်လို့ကိုနေထိုင်တဲ့ပတ်ဝန်းကျင်လေးကိုတစ်ပြက်စီးလှည့်ပြီးတော့တန်ရှင်းတုတ်တင်တယ်လို့မျိုးကိုစိတ်လေးကိုလည်းနေ့စဉ်ဘဝမှာအကောင်းဆုံးစီမံခန့်ခွဲနိုင်ကြပါစေလို့ဒီဗီဒီယိုလေးကနေပြီးတော့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါရရှင်မိကတော့တီချင်မိပါရှင်